အဲ့ဒီတက္ကသီလဇက်ကဒါပေမဲ့တရားလိပ်ပတ်လေအောင်အကြံမြင်ကလေးစေယုံကလေးလောက်တော့ဦးဇင်းတို့ပြောအောင်မယ်ဟုတ်လားအဲ့ဒီတက္ကသီလဇက်မှာဦးဇင်းတို့ဘုရားလောင်းကြီးကရှင်မင်းကြီးတစ်ပါးရဲ့သားတော်တစ်ပါးဖြစ်တယ်သူ့ရဲ့အထက်မှာနောင်တော်ကြီးတွေ69ယောက်ရှိတယ်69ယောက်ရှိတော့ဘုရားလောင်းကစဉ်းစားတယ်ငါခမဲတော်ကြီးတည်သွားရင်ငါရဲ့နောင်တော်အကြီးဆုံးကဘုရင်ဖြစ်မယ်နောင်တော်ကြီးဆုံးတည်သွားရင်နောက်ထပ်နောင်တော်ကနောင်တော်ဖြစ်မယ်ဟာငါတည်တာသွားမယ်ငါရှင်မင်းဖြစ်เสียအလားလာမရှိဘူးအဲ့ဒါနဲ့နန်းတော်မှာကိုးကွယ်ထားတဲ့ပြစ္ဆေကဗုဒ္ဓရှင်မြတ်တွေကြွလာတော့ရှင်ဘုရားတို့တပည့်တော်ရှင်မင်းဖြစ်အောင်ဘယ်လိုလုပ်ရမလဲအငယ်ဆုံးလေးတန်ဝရတဲ့ဘုရားလောင်းကအဲ့ဒါလိုမေးတော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်တွေကတကိုးတော်နဲ့ကြည့်ပြီးတော့ဟိုတက္ကသိုလ်ပြည်ကိုမင်း9ရက်အတွင်းအရောက်သွားနိုင်ရင်မင်းရှင်မင်းဖြစ်မယ်တဲ့အဲ့ဒီမှာဒါပေမဲ့လို့အင်မတန်ကောင်းတဲ့လမ်းကသွားရင်9ရက်အတွင်းဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးဖြတ်လမ်းကသွားရင်9ရက်အတွင်းရောက်မယ်သို့တော့အဲ့ဒီဖြတ်လန်းကတောအုပ်ကြီးတစ်ခုကိုဖြတ်ရမယ်အင်မတန်အန္တရာယ်ကြီးတယ်အထူးသဖြင့်အဲ့ဒီတောအုပ်ထဲမှာဘီလူတွေရှိတယ်တဲ့အဲ့ဒီဘီလူတွေကယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့အာယုံ၅ပါးကိုပြစားပြီးတော့အစင်းကိုကြိုက်တဲ့လူကိုအစင်းနဲ့ဖျားယောင်းတယ်အတန်ကိုကြိုက်တဲ့လူကိုအတန်နဲ့ဖျားယောင်းတယ်အဲ့ဒါလိုဖျားယောင်းပြီးတော့သူတို့စားတော့တဲ့သဘောရှိတယ်အဲ့ဒါကိုသင်မင်းသားကြော်လွန်အောင်သွားနိုင်မယ်ဆိုရင်တက္ကသိုလ်ပြည်မှာရှင်မင်းဖြစ်ဖို့ရအလားအလာရှိတယ်အရှင်ဘုရားတို့ရဲ့အဆုံးအမကိုရနေမှတော့ဘီလူမတွေလည်းသိနေမှပဲတပည့်တော်မကြော်လွန်နိုင်စရာအကြောင်းမရှိပါဘူးတပည့်တော်ကိုပရိတ်ချီတို့ပရိတ်သေးတို့ပဲဆုံးချီးမြှင့်တော်မူပါဗျာဆိုတော့ပြည့်စေကဗုဒ္ဓရှင်မြတ်တွေကပရိတ်ချီပရိတ်သေးတွေရွတ်ပြီးတော့ပေးတာအဲ့ဒီမှာဘုရားလောင်းကရှင်မင်းဖြစ်ဖို့အတွက်တောအုပ်ခရီးကို9ရက်နဲ့အပြီးဖြတ်မှာအဲ့ဒီမှာသူ့ရဲ့ငယ်ကျွန်တော်လို့ပဲပြောကြပါစို့မင်းချင်း9ယောက်သူတို့ကလည်းလိုက်မယ်တဲ့အရှင်သာအရှင်မင်းဖြစ်ရင်ကျွန်တော်မျိုးကြီးတို့လည်းပဲယာတုဌာနန္တရတွေရမယ်ပေါ့အေးမင်းတို့လိုက်မယ်ဆိုရင်လမ်းမှာဘီလူမတွေကဒီလိုပဲနှစ်သက်ရအာယုံကိုပြတ်ပြီးတော့တပ်ဖြတ်စားတော့တဲ့သဘောရှိတယ်မင်းတို့အဲ့ဒါကိုကြော်လွန်နိုင်မှမလားဒီလူမတွေမှန်သိနေမှတော့မကြော်နိုင်စရာအကြောင်းမရှိပါဘူးဆိုပြီးတော့ရေးကြီးအာမခံနောက်ပါ9ယောက်နဲ့အတူဘုရားလောင်းအဲ့ဒီခရီးချမ်းကိုဖြတ်တယ်ပိဿတို့ကဒါလောက်ပြောလိုက်တော့သိပြီနော်အေးအဲ့ဒီမှာဘီလူမတွေကယူပါယုံနဲ့ဖျားယောင်းတော့ယူပါယုံကိုကြိုက်တဲ့မင်းချင်းတယောက်ဘိုင်းနာသာလို့အပေါ်ပါသွားကျင်တာလို့နဲ့သူဆက်ပြီးတော့ခရီးမလိုက်နိုင်ဘူးလေဟေးမင်းဖောက်ပြန်လာပြီနော်အဲ့ဒါဘီလူမတွေနောက်တော့သူဘယ်လိုပြောသလဲဆိုတော့ဘီလူမခြင်းမပါစီတဲ့ဆက်ပြီးတော့မလိုက်နိုင်တော့ဘူးတဲ့ဦးစင်ကဒီဇတ်တော်ကိုဖတ်ရင်းနဲ့အံ့ဩတာတစ်ခုရှိတယ်ကာမဂုဏ်တွေဟာစွန့်လိုက်တာလူတယောက်ကိုသေရဲသည့်အထိမိုက်ခိုင်းတာနော်တကယ်ကြီးမိုက်မြလူတယောက်ကိုဗာလဲအေးသေရဲသည့်အထိသေမယ်ဆိုတာသိပါလေကနဲ့ဇွတ်တိုးနိုင်လောက်အောင်သူတို့မှာဖျားယောင်းနိုင်တဲ့အစွမ်းသူတို့ရဲ့အစွမ်းအများကြီးရှိရနော်တကယ်ကြီးမိုက်မြပေါ့မတွက်နဲ့ဟုတ်လားဒါဘီလူမတွေမှသိပါလေကနဲ့တရင်ကတခဏဒီအာယုံကိုမစွန့်နိုင်တာနဲ့သူတို့မဖြစ်ရတာလေအသက်သေရတာအဲ့ဒါလိုနေနဲ့တတ္တာယုံကန္နာယုံရတ္တယုံဖုဒ္ဓဘာယုံဒီအာယုံ၅ပါးတပါးစီဖျားယောင်းလိုက်တာလူ9ယောက်ဒီလိုပဲအသက်ပြောက်ပြီးတော့နေခဲ့ရဖះလောင်းတယောက်တည်းပဲကြံတယ်အဲ့ဒါဘီလူမတယောက်ကဇွဲကောင်းနေပြန်နောက်ကလိုက်တာနော်ဒီလူကိုငါမစားရမနေဘူးဆိုလိုက်တာအဲ့ဒါနောက်တော့ရွာတွေဘာတွေဖြတ်တယ်အဲ့ဒါမလှမ်းမကန့်ကလိုက်တယ်သူကပေးချီပေးတဲ့နဲ့ဆိုတော့အနားလည်းမကတ်ရဲဘူးမကတ်နိုင်ဘူးအဲ့တခါတလေသူကကလေးပေါက်စာလေးခရစ်ခွပြီးတော့အဲ့လိုလေးချီပြီးတော့လိုက်တယ်အဲ့ရွာကလူတွေကမင်းရင်ဟာအဲ့ရှိကသွားတာကျမယောက်ျားပါအဲ့တော့ဖះလောင်းကမဟုတ်ဘူးအဲ့ဒါဘီလူမအဲ့တော့ဘီလူမကဘာပြောလဲဆိုတော့သူကမိမရောင်ဆောင်ထားတာယောက်ျားတွေဟာကိုမိမကိုမုန်းတဲ့အခါမှာဘလူမလို့ပြောတတ်တယ်တဲ့အဲ့တော့လူတွေကတော့အဲ့ဒါကိုဘုရားလောင်းရဲ့မိမလို့ပဲထင်တာပေါ့အဲ့ဒါလိုနဲ့သွားလိုက်တာတက္ကသိုလ်ပြည်ကိုရောက်တယ်ဇေယျပေါ်မှာတဲတယ်နောက်နေ့ရောက်တော့ဘုရင်ကြီးကပါလဲဆင်စည်းပြီးတော့လှည့်လည်ရင်းနဲ့အဲ့ဒီဘီလူမကိုဘီလူမပါလို့ဘုရားလောင်းကပြောတဲ့ကြားတဲ့ကပဲပိုင်ရှင်ကစွန့်လွတ်တယ်ဆိုရင်ငါယူမယ်ဆိုစင်မောခေါ်တင်သွားတာပိဿတို့ကြားဘူးတယ်နော်အဲ့ဒါနဲ့ဘီလူမကနန်းတော်ရောက်တော့မင်းကြီး
နဲ့ညရောက်တော့ तू ကငိုတာကိုဘာလို့ငိုလဲဟာတယောက်တည်းမျက်စိတင်ငယ်နားတင်ငယ်နဲ့အကုန်လုံးကဝိုင်းပြီးတော့အနိုင်ကျင့်မှာပေါ့ဒါကြောင့်ကျွန်တော်မြို့မကိုနန်းတော်ထဲမှာအကုန်လုံးခိုင်းစေနိုင်တဲ့အာဏာပေးပါဘုရင်ကြီးကအဲ့ဒီမှာဘုမတိပါမတိပေးတယ်အဲ့ဒီမှာဘုရင်ကြီးအိပ်ပြီဆိုတော့မှသူ့ရဲ့ဘီလူးဆွေမျိုးတွေကိုခေါ်ပြီးတော့နန်းတော်တစ်ခုလုံးကိုခွေးတောင်မကြံဘူးအကုန်စားတယ်လို့ဆိုတယ်ဟုတ်ရဲ့လားအဲ့ဒါနဲ့နောက်နေ့ကျတော့တိုင်းသူပြည်သားကဒီနန်းတော်ကိုဖျက်ပြီးတော့ဝင်ရတယ်အကုန်လုံးအယိုးပဲတွေ့တယ်ဖះလောင်းရဲ့စောင့်စည်းနိုင်တဲ့စွမ်းအားကိုအံ့ဩလေးစားပြီးတော့ဖះလောင်းကိုပဲရှင်ဘုရင်မြောက်တယ်အဲ့ဒီဇတ်တော်မှာဘီလူးစားခံရပြီးတော့အသက်ဆုံးရှုံးသွားတယ်မင်းချင်း9ယောက်ဒီဘဝမှာမျက်စိကခက်တယ်နားကခက်တယ်ဆိုတဲ့ယဟန်5ပါးလာပြီးတော့ဖြစ်တာပဲဒီဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မဆောင်စည်းနိုင်ရင်မဆောင်စည်းနိုင်တဲ့လောက်ဘာဖြစ်မယ်ဒုက္ခရောက်မယ်ဆောင်စည်းနိုင်မယ်ဆိုရင်တော့ဆောင်စည်းနိုင်တဲ့လောက်ချမ်းသာဒုက္ခရမယ်အဲ့တော့ဆောင်စည်းရမှာကစောစောက